ရှင်းကသူက key A ကိုမှ G position နဲ့ပေါ့နော် open တန်နေယူတီးမယ်နောက် capo 2 fret ညှပ်မယ်ပေါ့ပြီးတော့ပါတယ်လဲဆိုရင်သူက harmony note တွေပါတယ်နှစ်ကြိုးတွေလေးတီးတာပေါ့နော်အခုစဆိုင်ရင်ကသူ re mi mi re အဲ့ဒါဒီမှာစမှာပေါ့do က3ကြိုး open ကို re ဆိုတော့ဒီမှာပေါ့re နဲ့အောက်က fa နဲ့တွဲရမှာပေါ့နော်ပြန် mi ဆိုရင်ဒီဘက်မှာလာမယ် so နဲ့တွဲမယ်အောက်က2ကြိုးနဲ့fa ဆိုရင်ဒီဘက်ပေါ့3ကြိုးနဲ့2ကြိုးနဲ့ဒီမှာတကွက်တွဲဖြစ်သွားတယ်ပေါ့နော် re mi fa do ဆိုရင်ကြတော့3ကြိုးရော2ကြိုးရော open ပေါ့ do နဲ့ mi နဲ့တွဲရတာပေါ့တလုံးညော်တွဲတာပေါ့ do mi နဲ့တွဲမယ် re ဆို fa နဲ့တွဲမယ် mi ဆို so နဲ့တွဲမယ် fa ဆို la နဲ့တွဲမယ်ပေါ့နော်ဟုတ်ပြီဒီထဲမှာအဲ့ဒါအဓိကပဲเนาะပြီးရင်လားဆိုအနှိမ့်တန်နေပါတယ်เนาะလားဆိုမီဆိုကဒီမှာ4ကြိုးနဲ့5ကြိုးနဲ့အဲ့ဒါလေးပါမယ်ဟုတ်ပြီ intro စရင်သူက sorry solo ပေါ့เนาะ 2B ကနေစမယ် 2B off ကနေစတာပြီးရင်မီကို slide ဝင်ပြီးရင်ပြန်လာမယ်အဲ့ဒါကျတော့3ကြိုးပဲယူတည်ရနော်ပြီးရင်နောက်ကဆိုနှုတ်2ကြိုးလာမယ်အဲ့ဒါကျတော့ဒီကပုတ်ဆွဲတဲ့အတန်ပေါ့နော်တခြား dead note အတန်တွေရောပါအောင်လို့ပြီးရင်ဆိုလာကျတော့အောက်ကဒိုနဲ့တွဲမယ်နောက်လာတီဒိုဆိုre mi do နောက်ဒီဘက် position လာမယ် so mi mi ကြတော့3 1 so mi mi နော် fa လည်းဒီဘက်မှာရှိတော့ re do di ပြီးရင် re mi ပြန်လာRemi ဆိုတာဒီ5ကြိုးမှာ open နေ re ကိုယူလိုက်တာပေါ့နော်ပြီးရင်ဒီခါအောက်ကဆိုပြီးရင်လာတီဒိုဆိုခုနလိုပဲ Remi ပြန်လာတယ်ပြီးရင် re do d ကြ re နဲ့တွဲမယ်နော်4ကြိုးက d 3 you are re ပြန်ထုံးတဲ့အတိုင်း re ပဲပြန်ဆိုလားဆို